လုပ်ငန်းခွင်မှာယာရုတိုးတယ်မတိုးဆိုတဲ့ကိစ္စကလုံးရကိုင်ရီတစ်ခုတည်းကိုပဲကြည့်ပြီးတော့ဆုံးဖြတ်တာမျိုးမဟုတ်ဘူးပေါ့နော်ဒီခေါင်းဆောင်ပိုင်းတွေဒီလုပ်ငန်းရှင်တွေကသူတို့စိတ်ထဲကနေပြီးတော့မှတတ်မှတ်ထားတာတခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီအလုပ်သမားတယောက်ကနော်ဒီဝန်ထမ်းတယောက်ကနောက်ထပ် level တစ်ခုတာဝန်ယူဖို့သူကအစင်းသင်းဖြစ်ရလားဆိုတဲ့အချက်ပေါ်မှာမူတည်ပြီးတော့မှဆုံးဖြတ်ကြတာအဲ့တော့ဒီလုပ်ငန်းရှင်တွေခေါင်းဆောင်ပိုင်းတွေကဘလို့အချက်တွေပေါ်မှာကြည့်ပြီးတော့ဆုံးဖြတ်ကြတယ်လေသူတို့ရဲ့လျှို့ဝှက်ချက်အချက်၅ခုကိုဒီဗီဒီယိုလေးထဲမှာတင်ဆက်ပေးတော့မှာဖြစ်ပါတယ်နံပါတ်1ချက်ကတော့ဒီလုပ်ငန်းကိုကျွမ်းကျင်မှုရှိမရှိဆိုတဲ့အချက်ပါခေါင်းဆောင်ပိုင်းတွေကဝန်ထမ်းတယောက်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်ဒီတယောက်ကလုပ်ငန်းကိုကျွမ်းကျင်တာလားဒီတိုင်းအလုပ်စူးစမ်းရုံတက်ပဲလားဆိုတော့သူတို့ကခွဲခြားတတ်တယ်တမန်လုံးရည်ကိုင်ရည်ပဲရှိရတဲ့သူတယောက်ကအလုပ်တစ်ခုကိုလုပ်ပြီဆိုလို့ရှိရင်ဒါသူ့အတွက်ကလုံနိုင်ရုံလောက်ပဲပေါ့နော်ဒါပေမဲ့တကယ်ကျွမ်းကျင်တဲ့သူကြတော့အလုပ်တစ်ခုသူ့ခိုင်းလိုက်ပြီဆိုလို့ရှိရင်သူ့ရဲ့ပုံစံလုံးဝအေးအေးဆေးဆေးလေးနဲ့ပဲလုပ်သွားနိုင်တယ်ဝန်ထမ်းတယောက်ကပြင်ရရက်တစ်ခုမှသူကျွမ်းကျင်နေတယ်ဆိုလို့ရှိရင်သူ့ရဲ့ပုံစံလုံးဝအေးအေးဆေးဆေးနဲ့ယုံကြည်ချက်ရှိရှိနဲ့အလုပ်တစ်ခုလုပ်တဲ့ခါမှာလည်းဒီတိုင်းအလိုအလျောက်ပေါ့နော်လုပ်နေနိုင်တယ်အရန်မြန်မြန်ဆန်ဆန်လုပ်နေရတာမျိုးစိတ်ဖိစီးနေရမျိုးလုံးဝမရှိဘူးပေါ့နော်အဲ့တော့ခေါင်းဆောင်ပိုင်းတွေကလူတယောက်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်သူ့ပုံစံလုံးဝအေးအေးဆေးဆေးလေးဖြစ်နေပြီဆိုလို့ရှိရင်ဒီလူကလုံးဝလုပ်ငန်းကျွမ်းကျင်နေရဆိုတဲ့သဘောပဲပေါ့နော်အဲ့တော့လုပ်တစ်ခုကိုအေးအေးဆေးဆေးလေးလုပ်နေနိုင်ပြီဆိုလို့ရှိရင်ယာရုတက်ဖို့အခွင့်အလမ်းများပါတယ်နံပါတ်2ကိုယ့်ရဲ့ကျွမ်းကျင်မှုကိုလက်တွေ့ဘဝမှာတကယ်အသုံးချနိုင်မှလုပ်ငန်းခွင်မှာယာရုတိုးမှာဖြစ်ပါတယ်ပညာရှင်များစုကလုပ်ငန်းကျွမ်းကျင်နေဆိုတဲ့အဆင့်မှာပဲရပ်နေကြတယ်ပေါ့နော်သူတို့ရဲ့ကျွမ်းကျင်မှုကိုတကယ်အပြင်လက်တွေ့ဘဝနဲ့သိပ်ပြီးတော့မချိတ်ဆက်နိုင်ကြဘူးကုမ္ပဏီတွေကသူ့ရဲ့ရေရှည်ရည်မှန်းချက်တွေနဲ့အညီလိုက်ပြီးတော့လုပ်နိုင်တဲ့သူတကယ်လက်တွေ့ဘဝနဲ့သူ့ရဲ့ပညာကိုချိတ်ဆက်နိုင်တဲ့သူမျိုးပဲယာရုတိုးပေးမှာဖြစ်ပါတယ်နံပါတ်3ဖန်တီးမှုအသစ်တွေနဲ့လုပ်ငန်းကိုပို့ပြီးတော့တိုးတက်အောင်လုပ်နိုင်တဲ့သူမှယာရုတိုးမှာပါမြန်မာစကားမှာမလုံမရှုပ်မပြုတ်ဆိုတဲ့ဝန်ထမ်းအများစုပဲလက်သုံးစကားပါကုမ္ပဏီရဲ့အကျိုးအတွက်ကိုအန်ဒီရမဖြစ်ယုံလောက်ပဲကာကွယ်ပြီးတော့လုပ်နေတဲ့သူဆိုလို့ရှိရင်ခေါင်းဆောင်ပိုင်းတွေကယာရုတိုးပေးမှာမဟုတ်ပါဘူးယာရုတိုးဖို့အရေးချင်းရှိတဲ့သူဆိုတာကအန်ဒီရအားလုံးကိုရင်ဆိုင်ပြီးတော့ကုမ္ပဏီရဲ့အနာဂတ်ကိုပို့ပြီးတော့တိုးတက်အောင်လုပ်နိုင်တဲ့သူမျိုးပါနံပါတ်4အလားအလာရှိတဲ့သူတွေမှာယာရုတိုးမှာပါဝန်ထမ်းတယောက်ကိုအလုပ်ခန့်လိုက်ပြီဆိုလို့ရှိရင်ဒီလုပ်ငန်းနဲ့ပတ်သက်ပြီးတော့သူ့မှာလုပ်ရည်ကိုင်းရရှိရဲလို့အစတွေကယုံကြည်လို့အလုပ်ခန့်လိုက်တာပါဒါပေမဲ့ယာရုတိုးပေးတော့မယ်ဆိုလို့ရှိရင်တော့ဒီလူတယောက်ကဒီထက်ပိုကြီးတဲ့အသင်းဖွဲ့ကိုသူကဥဆောင်နိုင်ရဲ့လားဒီထက်ပိုများတဲ့တာဝန်ကင်တွယ်နိုင်ရဲ့လားဆိုတဲ့အချက်ကိုသူတို့ကစောင့်ကြည့်ကြတော့မှာပါနံပါတ်5ယာရုတိုးပေးတော့မယ်ဆိုရင်ဒီလူကအသင်းအဖွဲ့ပေါ်မှာဩဇာညောင်းနေဖို့လိုပါတယ်အသင်းအဖွဲ့တစ်ခုနဲ့ပုံမှန်လိုက်လျောညီထွေနေတဲ့ယုံလောက်နဲ့ယာရုတိုးလာမှာမဟုတ်ပါဘူးလိုက်လျောညီထွေနေတတ်တယ်ဆိုတာကဒီအသင်းအဖွဲ့ထဲမှာပြဿနာမဖြစ်အောင်နေတဲ့ယုံလောက်ပါပဲဩဇာညောင်းနေမှာသူ့ကိုလူတွေကလေးစားကြမှာပါအမှန်တကယ်ဩဇာညောင်းနေဆိုတဲ့သူကမောက်မောက်မာနဲ့သူများကိုဆက်ဆံတာမျိုးမဟုတ်ဘူးအခြေအနေတွေအားလုံးကိုနားလည်ပြီးတော့လုံနိုင်စွမ်းရှိတဲ့သူတွေပါ